Premier League ရဲ့အချိန်ညဆုံးတဲ့အချိန်ကိုရောက်လာပါပြီ။ရာသီတစ်ခုလုံးရဲ့အဖြေကိုတောင်ပြောင်းပြန်လှန်ဖြစ်နိုင်တဲ့အရေးကြီးဆုံးပွဲစဉ်အပတ်34ပေါ့။ဒါပေမဲ့လေကွင်းထဲမှာဝီစီတစ်ချက်မမှုခင်ပါပဲ။ပွဲလက်လီကိုကြိုပြီးခံမန်းနိုင်မယ်ဆိုရင်တော့ဘယ်လိုနေမလဲ။ကဲအချက်လက်တွေကဘာဒီပြောနေလဲဆိုတာကိုအတူတူထိုးပေါက်ကြည့်လိုက်ကြရအောင်။ ဒါပေမဲ့တကယ်တမ်းစဉ်းစားစရာရှိတာကခနန်းနေရာခိုင်နှုန်းတွေကကြိုတင်ခတ်မရခဲ့ပြီးအနုပညာဆန်နဲ့ဘောလုံးပွဲရဲ့အလှတရားကိုတကယ်ပဲဟောကိန်းထုတ်နိုင်လို့လားဆိုရမေးဟုံးပါပဲဒီခမန်းချက်ကတော့ရတာပေါ့လို့ပြက်သွားတာကိုဆိုနေပါတယ်ကဲဒီ Game Week 34ရဲ့အချက်လက်တွေကပြောပြနေတဲ့စိတ်လှုပ်ရှားစရာဇလန်းကိုအတူတူဖွင့်ဖောက်ကြည့်လိုက်ကြရအောင်လားပထမဆုံးအနေနဲ့တီးထားရမှာကဒါဟာတာမန်ပွဲစဉ်အပတ်တစ်ခုမဟုတ်ပါဘူးBig Game Week လို့ဖော်ကြတယ်လို့ပဲအသင်းတိုင်းအတွက်အလောင်းစားတွေအရန်ကြီးမားပြီးအမက်ပေးစရာတစ်ခုလုံးကိုလွတ်ခတ်သွားစေနိုင်တဲ့အဆုံးဖြတ်ပေးမယ့်အပတ်တစ်ပတ်ထိနေရပါဟုတ်ဒီဒီဘက်ရဲ့အရေးကြီးဆုံးကန်တာချန်ပီယံဆုဖလားအတွက်အားပြိုင်မှုကိုအရင်ဆုံးကြည့်လိုက်ရအောင်ဒီအချက်လက်တွေရဆိုရင်လေဒီတစ်ပတ်မှာချန်ပီယံဆုရဲ့ကန်ချမာကိုအဆုံးအဖြတ်အဖေးနဲ့အုံပွဲတစ်ပွဲရှိနေပါတယ်ကြည့်လိုက်ပါဦးဒီ model ကအားလုံးထက်လည်းညိုထိုးပြနေတဲ့ပွဲကတော့ Arsenal နဲ့ Newcastle ပွဲစဉ်ပါပဲခံမန်းရလက်က3ထက်ထိပြီးအင်ကွင်းနိုင်ချေကအတော်လေးကိုမြင်မနေပါတယ်။ညာဘက်က key driver ဆိုတာကဒီခံမှန်းချက်ရဲ့နောက်ွယ်ကအဓိကအကြောင်းရင်းပေါ့။ဒီပွဲထုတ်ကတော့ချန်ပီယံဆုအတွက်အရေးပါအချင်းဆိုတဲ့အချက်ပါပဲ။ဒီ bar chart ကိုကြည့်လိုက်ရင်တော့အခြေအနေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ Premier League လို့ပြင်ဆိုင်မှုပြင်းထန်တဲ့ league တစ်ခုမှာနိုင်ချေခွမဲ့စင်ဟာရဂိုင်နှုံဆိုတာတော်ယုံတိုင်ယုံပြောတာမဟုတ်ဘူးနော်။ဒါကဒီ model က Arsenal နိုင်မဲ့လို့အရေးအမြတ်ပြောနေတာမဟုတ်ပဲအားလုံးကြောင်းအော်ပြောနေတယ်လို့ပါပဲ။ဟုတ်ပါတယ်။ခွမဲ့ဆက်900ခိုင်နှုံပါဒီကနန်းကိုမှတ်ထားလိုက်ပါ။ဘာလဲဆိုတော့ဒါကဒီတစ်ပတ်လုံးမှာ model ကပေးတဲ့ခမန်းချက်တွေမှာယုံကြည်မှုအရှိဆုံးအပြတ်သားဆုံးခမန်းချက်တစ်ခုထိနေလို့ပါပဲ။ချန်ပီယံဆုတစ်ခုထဲကအရေးကြီးတာမဟုတ်သေးဘူးနော်။အဆင့်၄နေရာအတွက်ပြိုင်ပွဲကလည်းတကယ့်ကိုအကျိတ်အနယ်ပဲ။ဆိုတော့ဥရောပဝင်ခွင့်အတွက်တိုက်ပွဲကိုအချက်အလက်တွေကဘလို့မြင်လဲ။ဆက်ပြီးကြည့်လိုက်ရအောင်ကဲဒီတိုက်ပွဲမှာအဓိကပါဝင်နေတဲ့အသင်းတွေကတော့ Aston Villa, Tottenham, Liverpool နဲ့ Man United တို့ပဲဖြစ်ပါတယ်။သူတို့ရဲ့အရေးပါတဲ့ပွဲစဉ်တွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင်။ပထမဆုံးအနေနဲ့ Fulham ကွင်းကိုတွားကြရမယ့် Aston Villa ပါ။အချက်လက်တွေကသူတို့ကအဝေးကွင်းမှာတော့အထင်ကြီးစရာနိုင်ချေကားစရာခဏတော့ထိရှိနေလေ။ဒါက Champions League ဝင်ခွင့်နေတာတခုအတွက်သူတို့ဘယ်လောက်ထိမရမနာကြိုးပမ်းနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပါပဲ။နောက်တစ်ပွဲကတော့ Wolves နဲ့ Tottenham ပွဲစဉ်မှာဒီမှာ Tottenham ရဲ့နိုင်ချီက65ရာခိုင်နှုန်းနဲ့အခြေအနေကောင်းနေပေမဲ့ key driver မှာရေးထားတဲ့စာသားကနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းနေ TOT survival motivation နဲ့ဟုတ်ပါတယ် Tottenham ရဲ့ရှင်တန်ကြီးအတွက်တွန်းအားတယ်ဒါကဖော်ဖို့ဆိုလိုတာလေနည်းနည်းလို့ထူးဆန်းနေတယ်လို့ပဲနော်စဉ်းစားကြည့်လေသူတို့ကတန်းစင်းဆုံမှာရုန်းကန်နေရတာမှမဟုတ်တာဆိုတော့ဒီရှင်တန်ရေးဆိုတာကတန်းစင်းချင်းကနေရှင်တန်ရေးမဟုတ်ပဲပြင်းထန်တဲ့အဆင့်၄နေရာပြိုင်ပွဲမှာဆက်လက်ရှင်တန်ရက်တည်နိုင်ဖို့ရုန်းကန်ရတဲ့တွန်းအားကိုဆိုလိုတာဖြစ်ဖို့များပါတယ်ဒါကအချက်လက်တွေရဲ့နောက်ွယ်ကအတေးဘယ်ကိုနားလည်ဖို့လိုတယ်ဆိုတာကိုပြနေတဲ့ဥပမာကောင်းတစ်ခုပါပဲကဲဆက်သွားကြမယ် Liverpool နဲ့ Crystal Palace ပွဲကိုကြည့်အောင်ဒီပွဲကလည်း model အရရလက်တော်တော်လေးကိုရှင်းနေပါတယ် Liverpool ကအင်္ဂွေမှာအပြတ်အသက်အသားရနေသည့်နိုင်ချေ90ရာခိုင်နှုန်းအထိရှိနေတာကြောင့် Crystal Palace အတွက်တော့တကယ်ကိုခက်ခဲတဲ့ညတညာထစ်လာဖို့များပါတယ်Man United နဲ့ Brentford ပွဲမှာတော့ model က United ကိုနှစ်သက်နဲ့နိုင်မယ်လို့ခန့်မှန်းထားပေမဲ့ slight home edge ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရတယ်။အိမ်ကွင်းအားတာချက်အနည်းငယ်ပဲရှိတယ်ပေါ့။နိုင်ချီ55ရာခိုင်နှုန်းဆိုတာကတခြားအသင်းကြီးတွေလောက်ယုံကြည်မှုအပြည့်အဝမရှိဘူးဆိုတာကိုပြနေတယ်။ Brentford ကအသင်းကြီးတွေနဲ့တွေ့ရင်ချွေစွမ်းပြတဲ့တော့ model ကတတိကြီးထားနေတာဖြစ်နိုင်တယ်။ကဲဇရာထိပ်ပိုင်းကနေခဏခွာပြီးအလဲပိုင်းကိုစင့်ကြည့်ရအောင်။ဒီနေရာမှာတော့အချက်လက်တွေကဘယ်သူနိုင်မယ်ဆိုတာကိုပြက်သားသားမခဏနိုင်တော့ပဲပို့ပြီးတော့ခေါင်းစားစရာဖြစ်လာပါတယ်ဒီပွဲစဉ်နှစ်ခုကိုပေးချင်းရှင်ကြည့်လိုက်ပါရခိုင်နှုန်းတွေကနိုင်တရေရှုံဘလောက်တောင်ကတ်နေလဲဆိုတာကိုကြည့်လိုက်ပါဦး38 35 29 36 34 30ဆိုပြီးအရန်ကိုနီးစပ်နေတာဒါကခံမှန်းချက်တွေဟာအကျွေးစေးပစ်အဖြစ်ရှာရတယ်လို့ဖြစ်လာပြီးဘာမဆိုဖြစ်သွားနိုင်တဲ့ဇယားအလဲပိုင်းတိုက်ပွဲလေးရဲ့တဘာဝကိုမိမောင်းထိုးပြနေတာပါပဲဟုတ်ပြီဒီတော့ဒီ Game Week 34ရဲ့ခမန်းချက်တွေကနေပါကိုခြုံငုံပြီးသိနိုင်မလဲအချက်လက်တွေကပြောပြနေတဲ့ဇလန်းကြီးကတကယ်တမ်းမှပါလဲဆိုတာကိုအနည်းချုပ်ကြည့်ကြရအောင်ကဲဒီအချက်လက်တွေအားလုံးကနေဘယ်လိုအဓိကအချက်တွေကိုထုတ်ယူနိုင်မလဲအဓိကတွေ့ရှိချက်၃ခုရှိပါတယ်ပထမတစ်ခုကအမတ်ပေးစရာထိပ်ပိုင်းမှာခမန်းချက်တွေကတော်တော်လေးတိကျပြီးယုံကြည်မှုမြင့်ပါတယ်ဒုတိယအချက်ကဇရာအလက်ပန်းကိုရောက်လာတာနဲ့ခမန်းချက်တွေကမသေးချာမရေရာဖြစ်လာပြီး
အသင်းတွေရဲ့ကွာခြားမှုကနေထားတယ်။နောက်ဆုံးနဲ့အရေးအကြီးဆုံးကတော့ပွဲရဲ့အခြေအနေ context ပါပဲ။ ချန်ပီယံမျောလင်းချက်လို့အင်ကွင်းမှာအသေးအထန်ဖြစ်နေတာလို့ key drivers တွေကခံမှန်းချက်အပေါ်အများကြီးတက်ရောက်မှုရှိတယ်ဆိုတာပါပဲ။ အချက်လက်တွေကတော့သူတို့ရဲ့အငြင်းကိုပြောပြပြီးသားပါပြီတကယ်မှာတော့ဒီပွဲစဉ်အပတ်ကအချက်လက်တွေရဲ့စညွန့်အတိုင်းပဲဖြစ်လာမလားဒါမှမဟုတ်ထိမထားတဲ့အလဲအပြားနေနဲ့ဘောလုံးပွဲရဲ့မခက်မဲနိုင်တဲ့တဘာဝကိုတက်တည်ပြသွားအောင်မလားဆိုတာကတော့စိတ်လှုပ်ရှားစာနဲ့စွန့်ကြည့်ရတော့မှာပါပဲ